ငလျင်ဘေးဒဏ်ခံစားခဲ့ရတဲ့မြန်မာနိုင်ငံပြည်သူတွေအတွက်ရန်မုံငွေပွဲတစ်ခုကိုမနေ့ကထိုင်းနိုင်ငံရှမ်းမိုင်မြို့မှာကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။အဲ့ဒီငလျင်ပွဲကို Burma Student Association ရှမ်းမိုင် University နဲ့ Burma Study Center တို့ကပူးပေါင်းပြီးတော့ရှမ်းမိုင်မြို့မှာဧပြီလ6ရက်နေ့ညနေ4နာရီမှာစတင်ကျင်းပခဲ့တာပါ။အဲ့ဒီအဖွဲ့ဟာငလျင်ကေစီရဲ့အတွက်ရန်မုံငွေကိုရှာဖွေစုဆောင်းပြီးဧပြီလ30ရက်နေ့ကနေဧပြီလ1ရက်နေ့အထိအွန်လိုင်းရန်မုံငွေစုစုပေါင်းထိုင်းဘတ်ငွေ3သိန်းကျော်လောက်လက်ခံရရှိခဲ့ပြီးအဲ့ဒီထိကထိုင်းဘတ်ငွေ2သိန်းကိုတော့မြေပြင်မှာအဓိကကူညီကေဆေးလုပ်နေတဲ့အဖွဲ့အစည်းတွေကိုပေးပို့လူတန်းပြီးဖြစ်တယ်လို့သိရပါတယ်။အခုရရှိလာမယ့်ရန်မုံငွေတွေကိုမြင်းကလေးဒဏ်ကိုအဓိကခံစားခဲ့ရတဲ့မြန်မာနိုင်ငံစကိုင်းနဲ့မန္တလေးဒေသနဲ့ထိုင်းနိုင်ငံဘန်ကောက်အခြေစိုက်လုံသမားအဖွဲ့အစည်းတွေကိုပေးပို့လူတန်းသွားမယ်လို့သိရပါတယ်ခင်ဗျာ။